မမိတ်ဆွေသူတော်စင်ယောဂီအပေါင်းတို့တရဏဂုံ3ပါးနှင့်တကွအင်္ဂါ7ပါးနှင့်ပြည့်စုံတော်မူသောသီလတော်မြတ်တို့ကျေးဇူးတော်ဖြင့်မဟာပန္နိတမုဂ္ဂဆရာတော်ဘုရားကြီးဓမ္မောက်၌ခံယူဆောက်တည်ကြရန်ကြောကြပါကုန်သို့သူမွေးရှိဖို့ဘုဇောကုမြောမှန်ရောကြောကြသောဘုဇန္တဗနာမစေနာကရပညာဝရိယတို့ကြောင့်မိမိတို့လိုရှိရတောင်းတာသောမအိုမသေးအမြဲနေသောနိဗ္ဗာန်သို့၎င်းဒုက္ခခသိင်ကင်းခြင်းရဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာတို့ချုပ်ရငြိမ်းရသိမ်းရဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့အာထုတ်ဆဲဖြစ်သောဥပဒနာဉာဏ်သည်ဉာဏ်မြန်စွာမဉာဏ်တို့ခြေစီပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သည်ဖြစ်စေ
သံဃာသရဏံဂေသမိဗုဒ္ဓံသရဏံဂေသမိတတိယံပိဓမ္မံသရဏံဂေသမိတတိယံပိသံဃံသရဏံဂေသမိကမနံပရိပုံနာဝနရိပါဒဝေရမဏိသက္ခဝရနမရိယာမိအဒိနာရဏဝေရမဏိသက္ခဝရနမရိယာမိဒီဘုန်းနေမှုပြပါလိုက်ဆက်ကြရတာပေါ့ဒီတိုင်းနဲ့ဆက်ပြီးနိုင်လဲဆက်ပြီးကြအချိန်နဲ့ပိုင်းပြီးဆက်ပြီးလဲဆက်ပြီးကြပါအာယမစရိယဝေရမဏိသက္ခဝရမရိယာမိမုဂ္ဂဝရဝေရမဏိသက္ခဝရမရိယာမိသမဏတံဝိသပရမတ္ထသီလံသရံကတဝါ